ဝိပဿနာရှုတဲ့အခါမှာကျွန်တော်တို့ကနည်းနည်းဘာအဓိကဇောင်းပေးကြလဲဖြစ်ပျက်ကိုဇောင်းပေးတယ်ဖြစ်ပျက်ကလည်းဘလို့ထင်းနေတော့ဖြစ်လိုက်ပြက်လိုက်သူကိုတွေ့ကျင်တာမီးလုံးကိုလင်းလိုက်မိတ်လိုက်လို့ပဲလင်းရင်ဖြစ်တယ်မိတ်ရင်ပြက်တယ်အပြက်မြင်လာတော့ကျွန်တော်အပြက်တွေမျက်စိနဲ့မြင်ရမယ်လို့ထင်နေတာလွယ်အောင်ပြောလို့ကျွန်တော်မီးလင်းရင်ဖြစ်တယ်မီးမိတ်ရင်ပြက်တယ်ကျွန်တော်တရားကြီးလို့ပဲသိတယ်အဲ့တော့မီးလင်းတာကိုကြည့်ဒီဘက်ကမျက်စိဟိုဘက်ကလင်းတာရှိနှစ်ခုတိုက်တော့မြင်သိပေါ်တယ်မြင်သိကဘာကိုမြင်အောင်လင်းတာကိုမြင်တာပေါ့အဲ့တော့လင်းတာကယုတ်မြင်တာကနာမီးကမှိတ်လိုက်ပြီမဲမလို့တော့မဲသွားတော့မဲတာအပြက်တာမဟုတ်မဲတာအကြောင်းတစ်ခုပြောင်းသွားတာလင်းတဲ့ရောင်ကနေမဲတဲ့အကြောင်းပြောင်းသွားအဲ့ဒီမှောင်တာကဒီဘက်ကမှောင်တာကိုမြင်တဲ့မြင်စိတ်ကနောက်ထပ်အသစ်တစ်ခုပေါ်သွားပြီအဲ့ဒါအပြက်မဟုတ်ဘူးအသစ်ပေါ်တာအဲ့ဒီအသစ်ပေါ်တာကိုကျွန်တော်ဒီဘက်ကဘာထင်တာအပြက်ထင်တာအဲ့ဒါစာလွဲအာယုံပြောင်းနိုင်စိတ်ပြောင်းတာအာယုံရှိမှစိတ်အဲ့တော့လင်းတဲ့အာယုံနဲ့မြင်စိတ်ကတစ်ခုမှောင်တဲ့အာယုံနဲ့မှောင်တာကိုမြင်တဲ့မြင်စိတ်ကနောက်တစ်ခုဘာပြက်သွားတာဆိုလင်းတာနဲ့ခုနကလင်းတာကိုမြင်တဲ့စိတ်ကပဲပြက်သွားတယ်ကျွန်တော်တို့တီတိုင်းကအားလုံးကအသစ်တွေဒါပေမဲ့အသစ်တွေအစားထိုးတိုင်းကအရင်တော့အဟောင်းနေဒီအပြက်ကညံနဲ့ပဲတည်ရမျက်စိကမမြင်ရဘူးအပြက်ကိုမျက်စိနဲ့မြင်ရမယ်ခင်းနေတာကံလည်းကောင်းပါစေဉာဏ်လည်းကောင်းပါစေ